evolution ကိုခေါ်တဲ့ခုရှင်အကြောင်းပြပါမယ်အသားညိုတဲ့သူတွေနဲ့ဆိုလို့ရှင်ပို့ပြီးတော့အဆင်ပြေရဲ့ဒီပုံစံမျိုးလေးကိုဖွာပြီးတော့ပေါ့နော်နာပေါ်ပြီးတက်ပြီးပါSPF 15 ပါဝင်တာကြောင့်နေရောင်ခြည်ရဲထွက်မယ်ဆိုလို့ရှိရင်နေရောင်ခြည်တန်အောင်လဲကာကွယ်ပေးရဲမနဲ့ရုံးမဲ့တတာကြောင်းမဲ့တတာပေါ့နော်ဒီဥစ္စာလေးကိုလိမ့်မယ်ဆိုလို့ရှိရင်အဆင်ပြေရဲ sunscreen တော့ moisture တို့လိမ့်ပြီးတော့ဒါလေးလိမ့်သွားမယ်ဆိုရင်တော့မှအဆင်ပြေရဲတကယ်လို့ပေါ့နော်သူကလေမျက်နှာအစီပြန်တတ်တဲ့သူတွေအနေနဲ့သုံးမယ်ဆိုလို့ရှိရင်ဒီဥစ္စာလေးကိုလိမ့်ပြီးတော့မှအပေါ်မှာပေါ့ပေါင်နာမှုတ်ပြီးနည်းနည်းလေးနဲ့လိမ့်မယ်ဆိုလို့ရှိရင်အဆင်ပြေမယ်လို့ထင်တယ်ညီမကြတော့ပေါ့နော်မျက်နှာအစီပြန်တဲ့ပုံစံမဟုတ်တော့ဒီဥစ္စာလေးတစ်ထပ်ထဲနဲ့လိမ့်လို့အဆင်ပြေပါရဲ့